MNDAA အဖွဲ့က၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသတွေကိုအရင်အထူးဒေသတက်နာမည်နဲ့ခရိုင်လေးခုနဲ့မြို့တော်တစ်ခုပါဝင်တဲ့ဖွဲ့စည်းပုံနဲ့ဖွဲ့စည်းခဲ့ပြီးဖွံ့ဖြိုးတိုးတက်တဲ့ကဏ္ဍသစ်ကိုခြေလှမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ထုတ်ပြန်ခဲ့ကအခုလိုအထူးဒေသတက်ပြန်လည်ဖွဲ့စည်းမှုဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီပဲအချုပ်အခြာအာဏာကိုထိပါလာတဲ့အခြေအနေဖြစ်ကြောင်းဝေဖန်မှုတွေရှိနေပါတယ်။ MNDAA အဖွဲ့က2029စစ်စင်ရေးပထမပိုင်းဖြစ်တဲ့2024ခုနှစ်မှာကိုကန့်ဒေသကိုအပြည့်အဝထိန်းချုပ်ခဲ့တဲ့အပြင်တပ်မတော်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လောက်ကင်ကိုထိန်းချုပ်ခဲ့တဲ့ဇန်နဝါရီ9ရက်ကိုအထူးဒေသတက်ပြန်လည်ထူထောင်ရေးနေတူးနေမြင့်အဖြစ်သတ်မှတ်လိုက်ကြောင်း MNDAA အဖွဲ့ကဇန်နဝါရီ6ရက်ကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်ကိုကန့်လက်နက်ကင်အဖွဲ့ထိန်းချုပ်ထားတဲ့အထူးဒေသတက်ကိုခရိုင်လေးခုနဲ့မြို့တော်တစ်ခုပါဝင်တဲ့ဖွဲ့စည်းပုံနဲ့ဖွဲ့စည်းခဲ့ပြီးဖွံ့ဖြိုးတိုးတက်တဲ့ကဏ္ဍသစ်ကိုခြေလှမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ဇန်နဝါရီ6ရက်ကထုတ်ပြန်တဲ့ MNDAA ရဲ့ကိုကန့်အထူးဒေသတက်ကိုပြန်လည်ထိန်းချုပ်နိုင်တဲ့ဒုတိယအကြိမ်မြောက်အောင်ပွဲနေ့အခမ်းအနားထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလို MNDAA ရဲ့ထုတ်ပြန်ချက်မှာအထူးဒေသတက်ကိုခရိုင်လေးခုနဲ့မြို့တော်တစ်ခုနဲ့ဖွဲ့စည်းကြောင်းဖော်ပြထားပြီးအမျိုးတွေကိုအတိအကျမဖော်ပြထားပေမဲ့လည်းဒေသရင်းသတင်းဌာနတချို့ရဲ့ဖော်ပြချက်အရအထူးဒေသရဲ့မြို့တော်အဖြစ်လောက်ကင်မြို့ကိုသတ်မှတ်ပြီးခရိုင်တွေအဖြစ်ကော့ခိုင်သိန်းနီမုံကိုနဲ့လောက်ကင်လို့သတ်မှတ်အုပ်ချုပ်မယ်လို့သိရပါတယ်။ MNDAA အနေနဲ့လက်နက်ကင်တော်လှန်ရေးကို14နှစ်ကြာဆင်နွှဲခဲ့ပြီးတဲ့နောက်ကိုကန့်ဒေသရဲ့မူလပိုင်နက်နယ်မြေကိုပြန်လည်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ MNDAA အနေနဲ့မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ AA, TNL အဖွဲ့တွေနဲ့ပိုးပေါင်းပြီး2029စစ်စင်ရေးအမည်နဲ့ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေဖော်ဆောင်ပြီးလောက်ကင်ကုန်းချမ်းချင်းရွှေဟော်မုံကိုတာမိုးညင်ကျူကုတ်ပန်ဆိုင်လာရှိုးကွမ်းလုံသိန်းနီမျိုးတွေကိုထိန်းချုပ်ခဲ့ပြီးရှမ်းပြည်နယ်အထူးဒေသတက်အဖြစ်သတ်မှတ်ခါ MNDAA ရဲ့အုပ်ချုပ်ရေးရန်ရာတွေလက်ပတ်ခဲ့ပါတယ်။ဒါ့အပြင် MNDAA အဖွဲ့ဟာ၎င်းတို့သတ်မှတ်တဲ့အထူးဒေသတက်မှာမပါဝင်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တခြားဒေသတချို့မှာလည်း AA နဲ့ TNL အဖွဲ့တွေနဲ့ပူးပေါင်းရောထွေးထိန်းချုပ်ထားတဲ့နေရာတွေလည်းရှိနေပါတယ်။ MNDAA အဖွဲ့ဟာ2029တိုက်ပွဲဖော်ဆောင်ပြီးကိုကန့်ဒေသနဲ့ဆက်ဆက်မြို့တွေအပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့လာရှိုးမြို့ကိုပါထိန်းချုပ်ပြီးတဲ့နောက်ရှေးရခင်အထူးဒေသတက်မှာမပါဝင်ခဲ့တဲ့နေရာတွေကိုပါအထူးဒေသတက်အမည်အောက်ထည့်သွင်းပြီး၎င်းတို့ရဲ့အုပ်ချုပ်မှုရန်နေရာတွေစတင်လက်ပတ်ချိန်မှာအထူးဒေသတက်အလံနဲ့ MNDAA အလံကိုလွှင့်ထူခါဆောင်ရွက်လာတဲ့အတွက်အဲ့ဒီကလေးကဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒီလိုဝေဖန်မှုတွေရှိလာပြီးတဲ့နောက်ကနဦးမှာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုပြန်လည်လွှင့်ထူတာနဲ့တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စီစံမှုနဲ့တပ်မတော်နဲ့ MNDAA အကြားတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့က2025ခုနှစ်ဧပြီလလယ်ပိုင်းမှာလာရှိုးမြို့ကနေ MNDAA အဖွဲ့တွေပြန်လည်ထွက်ခွာပြီးဧပြီလနောက်ဆုံးပတ်မှာလာရှိုးမြို့အုပ်ချုပ်ရေးကိုအစိုးရကပြန်လည်ထိန်းချုပ်လည်ပတ်နေပြီးတပ်မတော်နဲ့ MNDAA အကြားလည်းအပြစ်ခတ်ရဲစဲရေးပြုလုပ်ထားပါတယ်။ MNDAA အနေနဲ့လက်နက်ကိုင်တိုက်ပွဲတွေဖော်ဆောင်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဝင်ရောက်ထိန်းချုပ်ထားတဲ့အပြင်ဒီဒေသကိုကျုံလွန်ထိန်းချုပ်မှုတွေနဲ့၎င်းတို့စိတ်ကြိုက်ပုံစံအုပ်ချုပ်ရေးတွေဖော်ဆောင်မှုဟာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါခြင်းသာမကပြည်ထောင်စုကိုပြိုကွဲစေနိုင်တဲ့လမ်းစာဖြစ်လာမဲ့အခြေအနေဖြစ်ကြောင်းနိုင်ငံရေးလိလာသုံးသပ်သူတို့ကပြောပါရယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပြီးသားသူတို့ဒီဒေသအကျိုးအတွက်လှုပ်ချင်လို့ဒီဒေသမှာပြန်လည်ထိန်းချုပ်ခြင်းလို့တိုက်ပွဲဖော်ဆောင်နေဆိုတာမဆန်းဘူးဒါတော့ရေရှည်မှာသူတို့ဒေသမှာရွေးကောက်ပွဲလမ်းကြောင်းကိုဖျက်ဆီးရမှာပဲအခုကအဲ့ဒါတွေထက်ကြုံလွန်ပြီးဟိုရင်ကာလတွေကလို့သူတို့လှုပ်ချင်တာလုပ်မယ်ဆိုတဲ့စစ်ဘရင်ကာလကိုပြန်အသက်သွင်းလာတယ်အထူးဒေသဆိုပြီးပြန်လှုပ်လာတယ်သူတို့လှုပ်ချင်တဲ့စီးပွားရေးပုံစံလုပ်မယ်တယံဇာတတူးဖော်တာတွေထုတ်လုပ်တာတွေလုပ်ချင်တယ်လို့လုပ်မယ်အိန္ဒိချင်းနိုင်ငံနဲ့ဓာတ်ရိုက်ဆက်ဆံမယ်ဆိုတာတွေကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာနှင်းမြေပိုင်ဆိုင်မှုတွေကိုထိပါလာတာပဲပြည်တော်စုကိုပြိုကွဲစေနိုင်တဲ့လမ်းစာဖြစ်လာမဲ့အခြေအနေဖြစ်တယ်လို့နိုင်ငံရေးလိလာသုံးသပ်သူတို့ကပြောပါရယ်1989ခုနှစ်တပ်မတော်အစိုးရလက်ထက်မှာလက်ရှိ MNDAA အဖွဲ့ခေါင်းဆောင်ဖုန်တာရန်ရဲ့ဖခင်ဖြစ်သူဖုန်ကြားရှင်ဦးဆောင်တဲ့ဘကခွဲထွက်လာတဲ့ကိုကန့်တပ်ဖွဲ့ဟာတပ်မတော်နဲ့ငြိမ်းချမ်းရေးရယူခဲ့ပြီးတဲ့နောက်လောက်ကင်နဲ့ကုန်းချမ်းဒေသကိုတပ်မတော်အစိုးရကရှမ်းပြည်နယ်အထူးဒေသတက်အဖြစ်သတ်မှတ်ပြီးကိုကန့်အဖွဲ့ကိုထိန်းချုပ်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။အဲ့နောက်2008ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန်မှာရှမ်းပြည်နယ်မှာရှိတဲ့ကုန်းချမ်းမြို့နယ်နဲ့လောက်ကင်မြို့နယ်တို့ကိုစုစည်းပြီးကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်တဲ့အတွက်တပ်မတော်က2009ခုနှစ်မှာ MNDAA အဖွဲ့ကိုပြည်သူ့စစ်ဒါမှမဟုတ်နေကြားစောက်တပ်အဖြစ်အသွင်ပြောင်းလဲခိုင်းရကနေတပ်မတော်နဲ့ MNDAA အကြားတိုက်ပွဲပြန်လည်ဖြစ်ပွားပြီးဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ဟာကိုကန့်တပ်ဖွဲ့မှာအထူးဒေသတက်နယ်မြေကနေထွက်ခွာပြီးတဲ့နောက်၎င်းရဲ့တမတ်တော်ဆက်သူဦးဆိုင်လင်းထိန်းချုပ်တဲ့မိုင်းလားနယ်မြေမှာကွယ်လွန်ချိန်အထိနေထိုင်ခဲ့ပါတယ်
MNDAA အဖွဲ့ဟာသမရဦးသိန်းစိန်အစိုးရလက်ထက်2014ခုနှစ်နှစ်ကုန်ပိုင်းနဲ့2015ခုနှစ်နှစ်ဆန်းပိုင်းတို့မှာကိုကန့်ဒေသနဲ့ဆက်ဆက်နေရာတွေမှာတိုက်ပွဲတွေဖော်ဆောင်ခဲ့သေးပြီးအခု2023ခုနှစ်အောက်တိုဘာ29ရက်မှာ2020ခုနှစ်စစ်စင်ရေးအမည်နဲ့တိုက်ပွဲဖော်ဆောင်မှုမှာမြို့အများကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတပ်မတော်နဲ့အပြစ်အခတ်ရဲစဲထားတဲ့ဝါအဖွဲ့တော်၎င်းတို့ရဲ့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုဝါပြည်နယ်အဖြစ်တရားဝင်သတ်မှတ်ပေးဖို့အစိုးရနဲ့တွဲဆောင်ဆွေးနွေးမှုတွေမှာတောင်းဆိုမှုတွေရှိခဲ့ပြီးဝါပြည်နယ်ကိစ္စကိုဖွဲ့စည်းပုံအခြေခံဥပဒေအရဝါဒေတာမှာရွေးကောက်ပွဲပြုလုပ်ပြီးလွှတ်တော်ထဲမှာတောင်းဆိုဖို့ပြောကြားထားပြီးဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောကြားထားပါတယ်။